မေရိကန်ပြည်ထောင်စုမင်နီဆိုတာပြည်နယ်မီနီအဲဘိုလစ်မြို့မှာနှစ်စဉ်ကျင်းပတဲ့ထူးခြားတဲ့ပွဲတစ်ခုရှိပါတယ်။အဲ့ဒါကတော့အေယာမခဲတန်ချုံပွဲဖြစ်ပါတယ်။တနိုင်ငံလုံးကလူထောင်ပေါင်းများစွာဟာဒီပွဲကိုဆင်နွှဲဖို့မီနီအဲဘိုလစ်ကိုရောက်လာကြပါတယ်။ဇလန်က2010ခုနှစ်မှာစတင်ခဲ့ပြီးမုန်တိုင်းကြောင့်အသက်180ရွယ်ဝက်တစ်ချပင်ရဲ့ထိပ်ဖျားလဲကျတည်ဆုံးပြီးပင်စီရှည်ကြီးပဲကြံခဲ့ပါတယ်။အိမ်ပိုင်ရှင်တွေဖြစ်တဲ့ဂျွန်နဲ့အေမီဟစ်ကီတို့ဟာကိုဗစ် -19 ကပ်ရောဂါကြားရောက်တဲ့အထိဘာမှမလုပ်ခဲ့ကြပါဘူး။အဲ့ဒီအချိန်မှာဂျွန်ကလူတွေနဲ့အတိုင်းဝိုင်းဟာခက်ခဲတဲ့အချိန်တွေကိုဖျက်ဆီးပြီးနောက်သူတို့ရဲ့စိတ်ဓာတ်တွေကိုကုစားဖို့တစ်ခုလိုအပ်တယ်လို့တွေးမိခဲ့ပါတယ်။အဲ့ဒီလိုနဲ့2020ခုနှစ်မှာပွဲဆက်တင်ခဲ့တာပါ။ဒုတိယအချက်အနေနဲ့သူတို့ဟာတစ်သားပိုင်းဆောက်ကိုအေယာမခဲတန်ဖြစ်ထွင်းထူးဖို့အမှုပညာရှင်တယောက်ကိုငှားရမ်းခဲ့ပါတယ်။2022ခုနှစ်ဇွန်လ4ရက်နေ့မှာကျင်းပတဲ့ပထမဆုံးအေယာမခဲတန်ချုံပွဲတော်နဲ့အတူမိတ်ဆက်ခဲ့ပါတယ်။ဒီပွဲတော်ရဲ့လှုပ်ရှားမှုတွေကပျော်စရာကောင်းပြီးတရားဝင်မဟုတ်တဲ့အတိုင်းဝိုင်းပါတီတစ်ခုလိုပါပဲ။အထူးခြားဆုံးကတော့အေယာမခဲတန်ချုံဆက်ပါပဲ။နှစ်စဉ်နှစ်တိုင်းခဲတံကို3လက်မကနေ10လက်မအထိချုံလေးရှိပါတယ်။တကယ့်ဖျော်ဖြေမှုမတိုင်ခင်တွေးရပါတယ်။အေယာမခဲတံကိုသုံးဖို့တက်လာတဲ့သူတွေကဖျော်ဖြေမှုရဲ့အစိတ်အပိုင်းတစ်ခုသာဖြစ်ပါတယ်